လူစုလူဝေးပွဲတစ်ခုမှာလူအများရှိအထင်သေးကဲ့ရတာခံရတဲ့အခါမထိလိုက်ပါနဲ့တင်နိုင်နေပါမယ်တခြားသူတွေကကားတွေအိမ်တွေစီကြီးငွေတွေအကြောင်းကြွားလုံးထုနေချိန်မှာတင်ကညိနေမယ်ကြောက်ရောက်ကလှောင်ပြုံးနဲ့ဘာမှထီမလာတဲ့လူမင်းကဒီပွဲနဲ့တက်လွတ်လာလို့ပြောလာတဲ့အခါအဲ့ဒီအချိန်မှာတင်ကအနေရခတ်သွားမယ်စိတ်လှုပ်ရှားလာမယ်စိတ်ထဲမှာအတင်းပြန်ရှင်းပြချင်လာမယ်ပွဲပြီးတဲ့နောက်မှာတော့အဲ့ဒီအကြောင်းကိုထပ်ခါပြန်တွေးပြီးငါအဲ့ဒီတုန်းကဘာလို့ပြန်မပြောမိပါလိမ့်ဆိုပြီးကိုအဖြစ်တင်နေလိမ့်မယ်လောမကြည့်ပါနဲ့တင်တာအနေရမခစ်ဘူးဆိုရင်အနေရခတ်ရမှာကတခြားသူတွေပါလူကြီးတွေရဲ့လောကမှာလူအများစုရဲ့စိုးရိမ်စိတ်နဲ့မနာလိုမှုတွေဟာတခြားသူတွေစီကိုရိုက်ခတ်လက်ရှိပါတယ်တင်ကပို့ပြီးအလှော်ပေးလေသူတို့ကပို့ပြီးရောင်းတက်လာနေပါလေတင်သားတီတီငင်းနဲ့မလို့မရှက်နေနိုင်မယ်ဆိုရင်သူတို့ရဲ့ဟန်ဆောင်မှုတွေကအရာထင်တော့မှာမဟုတ်ပါဘူးစိတ်ဓာတ်ဖိတာမှာတော့ဒါကို social projection effect လို့ခေါ်ပါတယ်သူတို့တွေကြွားပါတာကဲ့ရတာတွေဟာတကယ်တော့သူတို့ကိုယ်တိုင်ရဲ့စိုးရိမ်စိတ်နဲ့မကျေနပ်ချက်တွေကိုတင်စီပုံချနေတာပါတင်တာအဲ့ဓာတွေကိုလက်မခံဘူးတုံလို့မသွားဘူးဆိုရင်သူတို့ရဲ့စိတ်ခံစားချက်တွေကဘယ်ကူမှမရောက်တော့ပဲသူတို့စီကိုပဲပြန်ကျသွားပါလိမ့်မယ်အဲ့ဒီအချိန်မှာတင်ကတပွဲလုံးကိုထိန်းချုပ်ထားနိုင်သူဖြစ်နေပါပြီလူကြီးတစ်ယောက်အတွက်အဆင့်မင်းဆုံးကိုလုံးပညာဆိုတာကြွားဝါခြင်းလည်းမဟုတ်ဘူးပြန်တိုက်ခဲခြင်းလည်းမဟုတ်ဘူးအချက်နှစ်ချက်ကိုတင်ယူဖို့ပဲလိုပါတယ်တခြားသူရဲ့စိတ်ခံစားချက်တွေရဲ့လွှမ်းမိုးမှုကိုမခံရဘူးလေစိုးရိမ်စိတ်နဲ့ရန်စမှုအားလုံးကိုသူတို့စီကိုပဲပြန်ကျသွားအောင်လုပ်ဖို့ပါနောက်တစ်ခါအဲ့ဒီလိုအခြေအနေမျိုးနဲ့ကြုံလာရင်တင်လို့ရမှာကအပြုံးလေးတစ်ခုနဲ့ပဲတုံ့ပြန်တာစကားပြန်မပြောပါနဲ့ပြန်မရှင်းပြပါနဲ့ကိုလန်းကိုပဲဆက်လျှောက်ပါရိုးရိုးရှင်းရှင်းကိုစားထားပါစေတောင်းတနေရမှာပဲထိုင်နေပါစေတင်ဟာတခြားသူတွေထက်အများကြီးတာလုံးနေပါသေးတယ်စစ်မိုင်နဲ့အင်အားဆိုတာတင်မှာဘယ်လောက်ရှိလဲဆိုတာကိုထုတ်ပြနေတာမဟုတ်ပါဘူးဘသူကမှတင့်ကိုအနေရမခက်အောင်မလုပ်နိုင်တာကမှတကယ်အင်အားပါလောကမှာအထက်မြတ်ဆုံးအင်အားဆိုတာတိတ်ဆိတ်ငြိမ်သက်မှုတွေကယုံကြည်ချက်ပဲဖြစ်ပါတယ်